အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ပြပြပေးချင်တဲ့အကြောင်းအရာလေးကတော့ထိုင်းရောက်ရှင်မြန်မာတွေအနေနဲ့ပေါ့နော်ဒီတက်ဆင်ကတ်အသုံးပြုနေတဲ့လူတွေအတွက်အင်တာနက်လုံးဝစမတ်စရာမလိုပဲပြီးတော့ဘေးလုံးဝထည့်စရာမလိုပဲဘေး0နဲ့အင်တာနက်ကိုစိတ်ကြိုက်တုံးလို့ရမယ်နည်းလမ်းလေးကိုပြပြပေးချင်တာပဲဖြစ်ပါတယ်ဒီမိတ်ဆွေတို့အနေနဲ့အဲ့လိုမျိုးတုံးဖို့အတွက်မိတ်ဆွေတို့ရဲ့ဖုန်းထဲမှာsoftware လေးတစ်ခု VPN တစ်ခုပေါ့နော်အဲ့ VPN လေးကိုကျွန်တော်မိတ်ဆက်ပေးချင်တာပါအဲ့ VPN လေးတစ်ခုကို download ဆွဲရပါမယ်အဲ့တော့မိတ်ဆွေတို့ဖုန်းထဲမှာ internet စမတ်မရှိဘူးဘေးမရှိဘူးဆိုတော့ပထမဆုံးအနေနဲ့မိတ်ဆွေတို့ကတကယ်ချင်းတယောက်စီကဥမာအတိတယောက်စီကပေါ့ Wi-Fi လေးကိုယူပြီးတော့ Wi-Fi ချိတ်ပြီးတဲ့အချိန်မှာဒီ Play Store ကနေပေါ့နော် Play Store တွေကိုဝင်ပြီးတော့ဒီ search ဆိုတဲ့နေရာလေးကိုနှိပ်ပါပြီးတော့ဒီ search bar မှာမိတ်ဆွေတို့က netmod ဆိုတဲ့ဒီ netmod ဆိုတဲ့ VPN လေးပေါ့နော်okay ဒီ VPN လေးကိုdownload ဆွဲရမှာဖြစ်ပါတယ်အဲ့တော့ search ဆိုတာလေးကိုနှိပ်ပြီးတော့ရိုက်ရှာလိုက်ပါဒီဟာလေးပေါ့နော်ဒီ VPN လေးပေါ့နော်အဲ့ software လေးကိုinstall တင်လိုက်ပါမယ်install တင်နေတော့ခဏစောင့်ပေးပါ okay အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ VPN နဲ့ဝင်မှုအတွက် open ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပါVPN နဲ့ရောက်သွားပြီဆိုတဲ့အချိန်မှာမိတ်ဆွေတို့အနေနဲ့ပထမဆုံးဘာလုပ်ရမလဲဆိုတော့ကျွန်တော်ရဲ့ video အောက်မှာချပေးထားတဲ့ဒီ comment ထဲမှာကျွန်တော် file လေးတစ်ဖိုင်ချပေးထားပါမယ်အဲ့ file လေးကိုမိတ်ဆွေတို့က copy သွားယူရပါမယ်ကျွန်တော်ကတော့ဒီကျွန်တော်ရဲ့ note ထဲမှာချပြီးတော့ copy ယူထားတယ်ပေါ့နော်အဲ့ဒါလေးကိုကျွန်တော်က copy ယူလိုက်ပါမယ် okay RPM ခဏလေးနော်အဲ့မှာ copy ဆိုတာလေးပေါ်လာလိမ့်မယ်နော်ကျွန်တော်ညထုံးပြလို့မရလို့ညမပြတော့ဘူးเนาะဒီ copy ဆိုတဲ့စာလေးကိုတစ်ချက်လောက်နှိပ်လိုက်ပါနှိပ်ပြီးတဲ့အချိန်မှာကျွန်တော်တို့ကခုနက VPN လေးကိုဝင်လိုက်ပါမယ်ဝင်ပြီးတဲ့အချိန်မှာကျွန်တော်ဒီညပြထားတဲ့နေရာလေးကိုတစ်ချက်လောက်နှိပ်ပြီးပါအဲ့လိုနှိပ်ပြီးဆိုလို့ရှိရင်ဒီမှာပေါ့နော် cancel ရဲ့ import ဆိုတာလေးရဲ့ပေါ်လာပါလိမ့်မယ်ကျွန်တော်တို့က import ဆိုတဲ့ဟာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါ okay ဆိုလို့ရှိရင်ဒီနေရာမှာမိတ်ဆွေတို့တွေ့ကြလားမသိဘူးပေါ့နော်ဒီမှာဒီတက် loop pro ဆိုတဲ့ file လေးရောက်လာပါပြီခုနကျွန်တော် copy ကူးခဲ့တဲ့ဟာလေးဒီထဲကိုထည့်သွင်းလိုက်ပါပြီအပြီးရင်ကျွန်တော်တို့ကဒီအောက်မှာရှိတဲ့အဝိုင်းလေးကိုတစ်ချက်လောက်နေပြီးပါအဲ့လိုပေါ်လာပြီဆိုလို့ရှိရင်ကျွန်တော်တို့က Danny နဲ့ along order time ဆိုတာလေးပေါ်လာပါလိမ့်မယ်ညာဘက်ကညာဘက်မှာရှိတဲ့ along order time ဆိုတဲ့စာလေးကိုနှိပ်ပေးလိုက်ပါပြီးရင် okay ဆိုတာလေးကိုတစ်ချက်လောက်နှိပ်ပေးလိုက်ပါဟုတ်ကဲ့အဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ VPN စပြီးတော့အလုပ်လုပ်နေပြီပေါ့နော်ဒီမှာဒီအလေးကကျတော့ internet speed ပေါ့နော် internet speed ကိုကြည့်ခြင်းအကောင်လေးကိုနှိပ်ပေးလိုက်ပါ okay အဲ့လိုမျိုးလေးပေါ်လာပါမယ်ပေါ့နော်ပြီးတော့ဒါကျွန်တော်တို့ VPN စတုံးတဲ့အချိန်ပေါ့နော်မိနစ်လေးအလုပ်တွေတွားနေပြီဆိုလို့ရှိရင်ကျွန်တော်တို့ VPN ကိုစပြီးသုံးလို့ရပါပြီပြီးတော့ကျွန်တော်တို့ VPN ပြန်ဖြုတ်ခြင်းတဲ့အချိန်ကြရင်လည်းဒီမိနစ်လေးတွေကိုတစ်ချက်ပြန်နှိပ်လိုက်ရင် VPN ဖြုတ်ပြီးတာဖြစ်တော့ပါပြီပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီ VPN ရဲ့အသားချက်ပေါ့နော်အသားချက်ကအချိန်တိုးစရာမလိုဘူးပြီးတော့ကြော်ညာတွေကြည့်ပြီးတော့ဒီအချိန်တွေတိုးစရာမလိုဘူးပေါ့နော်အဲ့တခုကအရင်ကောင်းပါတယ်ပြီးတော့ line ဆွဲရလဲအရင်ကောင်းပါတယ်ပေါ့နော်မိတ်ဆွေတို့စမ်းသုံးကြည့်ဖို့ကျွန်တော်တိုက်တွန်းပါတယ်ကျွန်တော်ကဒီတော်တော်လိမ့်တော့ချဖို့ပေါ့နော်မင်္ဂလာပါ
လောက်ရှာဖို့ကောင်းခဲ့ပါမှာနိုင်မယ်တိတ်လောက်ရှာဖို့ Okay line အရင်ကောင်းပါလေကျွန်တော်နောက်တစ်ချက် YouTube ကိုစမ်းပြပါမယ်sorry ကျွန်တော်ခုနပိတ်ပြီးတော့ပြန်ဖွင့်ဖို့မေးသွားတယ်ပေါ့နော် Okay ကျွန်တော် YouTube ကိုပြန်စမ်းပြပါမယ် This woman hired a handsome body. ရှင်ဆိုင်ဘယ်လောက်လဲ အဲ့လိုပေါ့နော်အသုံးပြုလို့အဆင်ပြေမယ်လို့ထင်ပါတယ်ဂိမ်းတွေပါရဆော့မယ်ဆိုလို့ရှိရင်လည်းmobile legend တို့ PUBG တို့ဆော့မယ်ဆိုလို့ရှိရင်လည်းဆော့လို့ရတယ်ပေါ့နော်လူငယ်တွေအတွက် Okay ကျွန်တော်ဒီနေ့ပြပြကြည့်ချင်တာတော့ VPN လေးကြောင်းပါဒါကျွန်တော်တည်တဲ့ VPN လေးတစ်ခုနဲ့ message တို့ပြန်လဲညှဝေပြီးတော့ message ပေးရဖြစ်ပါတယ်ဟုတ်ကဲ့အားလုံးပဲဆင်ပြေကြပါစေမျိုးလင်းပါတယ်ကျွန်တော်တင်ဆက်ပေးတဲ့ video လေးတွေကို channel တက်တက်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ YouTube channel လေးကိုလည်း like and subscribe လေးလုပ်ပေးခဲ့ကြဖို့တောင်းဆိုပါတယ်နောက်ထပ်စင်ကတ်တွေအတွက်ကျွန်တော်ထပ်ပြီးတော့ video လေးတွေပြုလုပ်ပေးဖို့ရှိပါတယ်အဲ့တော့ကျွန်တော်ရဲ့ YouTube channel လေးကို like and follow လေး subscribe လေးလုပ်ပေးကြပါလို့တောင်းဆိုချင်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးပါ